အင်္ဂလိပ်စကားစုအသစ်15ခုကိုမရခက်နေပါသလားကိစ္စမရှိပါဘူးဒီတစ်ခေါက်မှာတော့တော်တော်လေးအစွမ်းထက်ပြီးပျော်စရာလဲကောင်းတဲ့မညံနီလန်တစ်ခုတုံးပြီးအတူတူလေ့လာသွားကြရအောင်အော်ခစ်နေတဲ့မိုးဆက်တစ်ဆက်ကအင်္ဂလိပ်စာသင်ပေးနိုင်မလားဟုတ်ကြားလိုက်တာနဲ့တော့တော်တော်ထူးဆန်းနေမယ်ဆိုတာသိပါတယ်ဒါပေမဲ့အဓိကပြောချင်တာကဒါပါပဲဒီလိုမျိုးထူးထူးဆန်းဆန်းနဲ့မြင်ပါတဲ့စိတ်ကူးပုံရိပ်တွေကကျွန်တော်တို့ရဲ့တင်ယူမှုကိုဘလောက်တောင်ခိုင်မင်းစေလဲဆိုတာကိုပြချင်လို့ပါကဲအခုကျွန်တော်တို့စိတ်ထဲမှာ memory palace လို့ခေါ်တဲ့မှတ်ညွန်နန်းတော်တစ်ခုတိစောက်ကြည့်ကြမယ်ဒီနေရာကိုတော့စံတစ်တိထွေမှုထခွဲကန်းလို့နာမည်ပေးလိုက်ရအောင်အဲ့နေရာဘယ်လိုနေရာမျိုးလဲဆိုတော့နီးပညာမြေကီစီးတွေနဲ့ရှုပ်ပွဲနိုတဲ့အခန်းတစ်ခန်းပေါ့ဒီစကားစုအစ်စ်တွေကိုအဲ့ဒီအခန်းထဲမှာပဲအသက်သွင်းပြီးတော့တက်မမြောင်မှတ်သွားကြမှာပါကဲဇလန်ဆောပါပြီကျွန်တော်တို့ရဲ့စံတစ်တိထွင်ကိုတက်ခွဲခန်းထက်ကိုခြေချလိုက်တာနဲ့ project တစ်ခုစနေတာကိုတွေ့လိုက်ရတဲ့ဒါပေမဲ့တခုခုတော့မားနေပြီအစမှတင်အရာအလုံးကကမော့ကမော့ချင်နေတယ်လို့ပဲပထမဆုံးမြင်ကွင်းတက်ခွဲခန်းထဲမှာ project ကမအောင်မြင်ဘူးအကြီးအကျယ်ပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားတယ်ဝုန်းခနဲ့ပဲအားလုံးလွှင့်စင်ထက်သွားပြီးတော့ number 1ဆိုပြီးရေးထားတဲ့ကျန်းချင်းဖျားကြီးပေါ်ကိုပြန်ရောက်သွားတယ်ဆိုလိုတာကတော့အစနေပြန်စားရတော့မယ်go back to square one go back to square one go back to square one အားလုံးကိုအစနေပြန်စားတာကိုအဲ့ဒီအချိန်မှာပဲလို့ဖို့ကိုင်ဖက်အစ်တယောက်ရောက်လာတော့ဟုတ်ပြီနှုတ်ဆက်ရမယ်ဒါမဲ့လက်ဆွဲနှုတ်ဆက်မဲ့အစားသူ့ခြေထောက်ကိုသွားကင်မိလိုက်တာခြေထောက်ကကောက်ခနင်းဖြုတ်ထွက်သွားတယ်အစားကလေးကလွဲချော်နေပြီဆက်စင်ကြီးတစ်ခုဒါမှမဟုတ်အလုပ်တစ်ခုကိုအစမကောင်းတာကိုဆိုလိုတာပါ get off on the wrong foot get off on the wrong foot get off on the wrong foot project အတွက်လိုအပ်တာတွေကြည့်လိုက်တော့သမုတ်တရာလောက်ကြီးတဲ့ပုံကြီးတစ်ပုံကိုဖြည့်ရမှာပါဒါပေမဲ့ကျွန်တော်တို့လက်ထဲမှာဘာရှိလဲဟိုးစားကမေးခွန်းထဲကလို့ပဲကဲပါလို့အော်နေတဲ့မိုးဆက်သေးသေးလေးတစ်ဆက်ပဲရှိတယ်လိုအပ်တာနဲ့ရှင်းလိုက်ရင်ဒါကဘာမှမပြောပါတော့ဘူးလေအဲ့ဒါကို a drop in the bucket လို့ခေါ်တာပါ a drop in the bucket a drop in the bucket a drop in the bucket အလုတ်ပြီးဖို့ပါရီလုံးရမလဲဆိုတော့ဟုတ်တက်ခွဲခန်းထောင်ကိုကြီးလိုက်စမ်းပါမီးတွေတောက်လောင်နေတဲ့ညီယုံကွင်းတွေအများကြီးပဲအဲ့ဓာတွေကိုစက်ကတ်တဲကတရိတ်ဆန်တကောင်လို့ဖြတ်ခုန်ခိုင်းနေလားတုံရှုံထွဲပြီးစိတ်ဖြတ်စရာကောင်းတဲ့လုပ်ငန်းစဉ်တွေပဲအဲ့လိုအခက်ခဲတွေများကြီးကိုဖြတ်ကျော်ရတာကို jump through hoops လို့ပြောလာပါ jump through hoops jump through hoops jump through hoops ဒီလူနဲ့ရုံးကန်နေတော့မှပဲရုတ်တရက်ကြီးဓာတ်ခွက်ခန့်ထဲကိုရေရီပြည့်တက်လာတယ်တေးပြီးမနစ်တော့အသက်လူပြီးရေကူးနေရပြီခေါင်းလေးပဲဖော်ထားနိုင်တော့တယ်ဒီလိုခက်ခဲတဲ့အခြေအနေမှာအနိုင်ရက်တည်နေရတာကို keep your head above water လို့သုံးပါတယ် keep your head above water keep your head above water keep your head above water နောက်ဆုံးတော့ဘာလုံးရမှမသိတော့တဲ့အဆုံး project plan ကိုစကူလေးခောက်ပြီးလွတ်တင်လိုက်တယ်ဒါပေမဲ့အဲ့ဒီလေးက walk နဲ့မိထတောက်ပြီးနိုင်ရန်ကိုဒုံခနဲ့ဝင်တိုက်ပြားကြသွားရောလုံးဝကိုအကြီးကျယ်ရှုံးနေသွားတာအဲ့ဒါကို go down in flames လို့ခေါ်ပါတယ် go down in flames go down in flames go down in flames ကဲတက်ခွဲခန်းထဲမှာအရာအလုံးပြားကျသွားပြီဒါပေမဲ့ခဏလေးအရာအလုံးဆုံးရှုံးသွားပြီလို့ထင်ရတဲ့အချိန်မှာပဲအောင်မြင်မှုအတွက်အလင်းရောက်တစ်ခုပေါ်လာတယ်ဇလန်းကအခုမှအစိတ်ဝင်စားစရာအကောင်းဆုံးအချို့အကွေ့ကိုရောက်လာတာပါအစောကမီးလောင်ပြားကျသွားတဲ့ထင်တဲ့စက်ကိုလေးရင်ကိုတေချာပြန်ကြည့်လိုက်တော့ဟင်တကယ်မီးလောင်နေရမဟုတ်ဘူးအဲ့ဒါကရွှေတုံးတဲ့တဲလာပေးတဲ့စက်ရုပ်ကျိုးဝတ်ထားတဲ့မီတာဝတ်စုံကြီးဖြစ်နေတာကန်ဆိုးတယ်လို့ထင်ခဲ့ရပေမဲ့တကယ်တမ်းတော့ကောင်းကျိုးတွေယူလာပေးတာပဲအဲ့ဒါကို a blessing in disguise လို့ခေါ်ပါတယ် a blessing in disguise a blessing in disguise a blessing in disguise အောင်မြင်မှုစီသွားတဲ့လမ်းမှာစီးကပ်နေတဲ့အနီရောင်တိတ်ဒီစီမင်းစည်းကနေကတောင်းလို့ပုံနေတာပဲဒါပေမဲ့ဘာမှမပူပါနဲ့အလင်းနဲ့လုံထားတဲ့လွှာဆက်တစ်လုံးကိုထုတ်ပြီးရှစ်ခနဲ့အဲ့ဒီတိတ်တွေအားလုံးကိုဖြတ်တောက်ဖြစ်လိုက်တယ်မလို့အတဲ့လုပ်ငန်းစဉ်ရှုပ်ထွေးဒီကိုရှင်းပစ်တာပေါ့ cut through the red tape cut through the red tape cut through the red tape အတားစီးရီရှင်းသွားတာနဲ့မျက်နှာချက်ကနေစက်မလုံးကြီးတစ်လုံးဒုံခနဲ့ဖြုတ်ချလာပြီး project ကြီးရဲ့အဓိကဖြစ်မှကိုလီဇာနဲ့ထိုးထားတယ်လို့တုံခါနီအောင်စူးစိုက်ကြည့်နေတော့တာပဲတခုတည်းကိုပဲအာယုံအပြည့်နဲ့စိုက်လိုက်တာ home win on အဲ့လိုအာယုံစိုက်လိုက်တာနဲ့ပဲတခွေကနေကစက်တလုံးကနေဒိုင်းဆိုပြီးကာဘီလောက်ကြီးတဲ့ရွှေပြားတွေအဆက်မပြတ်ထွက်ကြလာပြီးကိုယ့်ဘော်ကိုလာပုံချနေတော့တာပဲရုတ်တရက်အကြီးကျယ်အောင်မြင်သွားပြီ hit the jackpot hey hit the jackpot အောင်မြင်မှုကတော့ရပြီဒါပေမဲ့အချိန်ကကတ်နေပြီတခွဲကန်ထဲမှာဟိုပြေးဒီပြေးလုံနေတဲ့ရွှေဟောင်းနာကြီးကြီးတစ်လုံးကိုတွေ့လာအဲ့ဒါကိုဖမ်းပြီးမြေပေါ်မှာလေးချသူ့ရဲ့ခီးရတွေရွတ်တော့အသေးအထန်နှစ်ပန်းလုံးနေရတယ်
အချိန်မကုန်ခင်အလုပ်ကိုအပြီးတတ်တာပေါ့ beat the clock beat the clock beat the clock project ပြီးတော့အစည်းအဝေးလုပ်ပြီးဒီနေရာမှာတန်ဖိုးရှိတဲ့ຢာတစ်ခုခုကိုပံ့ပိုးပေးရမယ်ဒီစကားစုကိုမမိဖို့လားလွယ်ပါတယ်လက်ဆောင်ပစ္စည်းတွေအပြည့်တင်ထားတဲ့ထမင်းစားပွဲကြီးတစ်လုံးကိုကိုတိုင်းတယ်လာပြီးအစည်းအဝေးခန်းထဲမှာတုံးခနဲ့ချလိုက်ကြအောင်မင်းရောင်ကြည့်လိုက်ကိုဘာဒီယူလာတယ်ဘလောက်ရေးပါလဲဆိုတော့ကိုပြလိုက်ကြပဲ bring to the table bring to the table bring to the table အစည်းအဝေးမှာကိုယ့်ရဲ့တင်ပြချက်ကတော်တော်ကောင်းသွားတော့လူအားလုံးရဲ့အာယုံဆိုင်မှုနဲ့ချီးကျူးမှုတွေကကိုယ့်စီမှာပဲစုပြုံရောက်လာတယ်ဘယ်လိုပုံစံမျိုးလဲဆိုတော့ပြက်ဆက်စင်တစ်ခုလုံးကိုရောပရိသတ်တဲ့အားလုံးကိုပါကိုယ့်အိတ်ကထဲကိုဆွဲထည့်လိုက်သလိုပဲအဓိကစားကောင်ထူသွားတာပေါ့ steal the show steal the show steal the show ကဲ project လေးကြီးကျယ်အောင်မြင်သွားပြီအခုတော့ဇလန်လေးရဲ့အဆုံးသတ်ပိုင်းကိုရောက်လာပြီပေါ့နောက်ဆုံးစကားစုနှစ်ခုနဲ့ဒီဇလန်ကိုအေးဆေးဆေးအဆုံးသတ်လိုက်ကြရအောင်အောင်ပွဲခန့်တဲ့အနေနဲ့ပောက်ကွဲမှုကြီးတစ်ခုဖြစ်သွားတယ်အဲ့နောက်မှာတလလက်တောက်ပနေတဲ့ပန်းရောင်ဖုံဖုံဒီလေထဲမှာဝဲဝဲနေတော့ပန်းချံကူလာထိုင်မှာအေးဆေးဆေးလေးထိုင်ဆောင်နေလိုက်တယ်အဲ့ဖုံဖုံဒီအားလုံးမြေပေါ်ကျပြီးအခြေအနေတွေငြိမ်သက်သွားတဲ့အထီပေါ့ let the dust settle let the dust settle let the dust settle အခြေအနေတွေငြိမ်သက်သွားပြီဆိုပြီးအောင်ကွဲကန်ဖြိုရည်တစ်ခွက်တောက်နေတော့ဖန်ခွက်ထက်ကရေခဲတုံးတေးသေးလေးကိုတတိထားမိလိုက်တယ်အဲ့ဒါရေခဲတုံးမဟုတ်ဘူးကျန်းပြန်တော့မှပုံနေတဲ့မိုင်ပေါင်းများစွာရှိတဲ့မိတ်ဆာကြီးရဲ့ခေါင်းထိပ်ဖျားလေးဖြစ်နေတာဒါကပိုကြီးမားတဲ့ပြဿနာကြီးတစ်ခုရဲ့မြင်သာနေတဲ့အစိပ်ပိုင်းတေးသေးလေးပဲရှိသေးတယ်ဆိုတဲ့အတိတ်ပဲပါ the tip of the iceberg the tip of the iceberg the tip of the iceberg ကဲကျွန်တော်ရဲ့ထက်ခွက်ခန်းတွေကဇလန်လေးကဒီမှာတင်ပြီးဆုံးတော့ပါပြီအခုဒီနီလန်းကဘာကြောင့်ဒီလောက်ထိအစွမ်းထက်ရတယ်လဲဆိုတဲ့အဓိကအချက်ကိုရှင်းပြပါမယ်အဓိကအချက်ကတော့ဒါပါပဲကိုယ်စိတ်ကိုယ်တွေကပုံရိပ်တွေကဘယ်လောက်တောင်ထူးဆန်းပြီးကွက်ကွက်ကွင်းကွင်းထိနေမလဲအဲ့ဒီအပေါ်မူတည်ပြီးမညံကအဲ့ဒီလောက်နှက်ဆိုင်သွားမှာပါဒါကပဲလျှို့ဝှက်ချက်တာပဲကဲအားလုံးကိုစင်တင်ဖြစ်ရင်ဒီစကားစုစမခုလုံးကိုနောက်ဆုံးတစ်ခေါက်အမြန်ပြန်နှွှဲကြည့်ကြမယ်ကျွန်တော်ပြောလိုက်တဲ့အခါတခွဲကန်ထက်ကမြင်ကွင်းနဲ့ကိုဖြတ်မြင်အောင်ကြည့်လိုက်ပါကဲစမယ် go back to square one get off on the wrong foot a drop in the bucket jump through hoops keep your head above water go down in flames a blessing in disguise cut through the red tape hone in on hit the jackpot beat the clock bring to the table steal the show let the dust settle the tip of the iceberg အခုဆိုရင်စမ်းတဲ့တီထွင်မှုတစ်ခွဲခန်းကကိုယ့်ရဲ့စိတ်ထဲမှာတိဆောက်ပြီးသားဖြစ်သွားပါပြီအဆုံးသက်တဲ့အနေနဲ့စိန်ခေါ်မှုတစ်ခုပေးချင်တယ်အချိန်ရရင်အဲ့ဒီအခန်းထဲကိုစိတ်နဲ့လမ်းပြလောက်ကြည့်ပါစကားစုတစ်ခုချင်းစီရဲ့အတိတ်ဘက်တွေကိုအဲ့ဒီထူးဆန်းတဲ့မြင်ကွင်းတွေကနေတဆင့်ပြမမိနိုင်ရလားဆိုတာစမ်းကြည့်လိုက်ပါ